မင်္ဂလာပါExcel သင်ခန်းစာမှာကြိုဆိုပါရစေအဲ့တော့ဒီ Excel ကိုစပြီးတော့မှကျွန်တော်တို့စာရင်းသွင်းတဲ့အပိုင်းလေးတွေကိုစပြီးတော့သင်မှာဖြစ်ပါတယ်အဲ့တော့ဒီ Microsoft Word Excel software ကကိုယ့်ရဲ့ဆက်မှာမျက်နှာပြင်ပေါ်မှာမရှိလို့ရှိရင်ဒီ search box ထဲမှာလာပြီးတော့စလုံးပေါင်း EACN ဆိုပြီးတော့ဒုက္ခကိုအကုန်လုံးရိုက်ဆရာမလိုပဲနဲ့ဒုက္ခကိုရိုက်ထည့်လိုက်တာနဲ့ software install လုပ်ပြီးသားဆိုလို့ရှင်ဆက်ထဲမှာ search box မှာပေါ်လာမှာဖြစ်ပါတယ်အဲ့ဒါကိုမောင်းနဲ့နှိပ်လိုက်ပါမယ်အဲ့တော့နှိပ်လိုက်တဲ့အခါမှာအခုဒီမှာ new တွေကနေပြီးတော့ black webbook ဆိုတဲ့စာမျက်နှာအလွတ်တစ်ခုကိုယူရပါမယ် new နှိပ်ပြီးတော့ black webbook ကိုနှိပ်လိုက်ပါမယ်ဒီကျွန်တော်ရဲ့ဒီဆက်မှာတော့ဒီ Excel ကမြင်ဝင်ကျင်းနေတာဖြစ်တဲ့အတွက်ဒီ4000ဝင်လေးကို maximize လို့ခေါ်တဲ့ဒီ4000ဝင်လေးကိုနှိပ်လိုက်ပါဒါဒီအခု software တွေကိုရောက်တဲ့မြင်ကွင်းပဲဖြစ်ပါတယ်ပြန်ပိတ်ရှင်တဲ့အခါမှာတော့ဒီကြက်ရှည်ကကိုပြန်ပိတ်လို့ရပါတယ်အဲ့တော့ကျွန်တော်ဒီ software မှာရှင်းပြပေးသွားမယ်အပိုင်းကတော့အခုဒီအပိုင်းလေးတွေဇွန်ရင်ဇွန်အောင်ကိုအရင်ဆုံးအရေးကြီးတဲ့အပိုင်းအနေနဲ့တစ်ခုအနေနဲ့ထည့်ရှင်းပြမှာဖြစ်ပါတယ်အဲ့တော့ဒီ software တစ်ခုကိုစပြီးတော့သုံးတော့မယ်ဆိုရင်သူပေးထားတဲ့မြင်ကွင်းကဒီတောက်မှာ100% နဲ့ပဲသူကပေးထားမှာဖြစ်ပါတယ်100% နဲ့ဒီလိုအနေထားလေးတစ်ခုနဲ့ဇွန်အောင်မလုပ်ဘဲနဲ့အလုပ်လုပ်နေတာမျိုးတွေတွေ့ရပါတယ်အဲ့တော့အရေးကြီးတာကစသုံးတဲ့သူတယောက်အနေနဲ့ကိုယ့်ရဲ့မြင်ကွင်းကိုကိုယ်စိတ်ကြိုက်အနေနဲ့ဇွန်အောင်ကိုမြင်ကွင်းကိုစာရွက်ကိုအနီးကကိုယ့်ရဲ့မျက်စိပေါ်မူတည်ပြီးတော့အနီးကshare နိုင်တယ်များ share ပြီးတော့လုပ်လေစလုံးပေါင်းမှားတာမှန်တာတွေကိုကိုယ်ပြပြသိရလိမ့်ဖြစ်ပါတယ်အဲ့တော့ဒီ plus ဘက်ကိုနှိပ်ရင်မြင်ကွင်း share လာမယ် minus ဘက်ကိုနှိပ်ရင်မြင်ကွင်းလျှော့သွားမယ်အဲ့တော့ keyboard ကနေပြီးတော့ control key နှိပ်တာပြီးတော့ mouse ရဲ့ဘိန်းလုံးကိုနှိပ်လို့ရှင်လဲဒါမြင်ကွင်းကိုအလုံးလုံးနေရင်လည်းမြင်မြင်ဆန်းဆန်းသွားလို့ရတာတွေ့ရမယ်အဲ့တော့ကျွန်တော်တို့အလုံးလုံးရင်းနဲ့မှဒီနီးကိုသုံးတာများပါတယ် control နဲ့ mouse ဘိန်းလုံးနဲ့နှိပ်နေလို့ရှင်မြင်ကွင်းဒါတွေကဒီ internet သုံးတဲ့အခါမှာလည်းအသုံးဝင်တယ်ကွန်ပျူတာနဲ့ internet သုံးတဲ့သူတွေဆိုရင်ဒီရဲ့မြင်ကွင်းကိုအကြီးသေးလုပ်တဲ့အခါမှာ control လေးဖြည့်ပြီးတော့ဘိန်းလုံးတွေလိမ့်လိုက်အောင်ပဲအဲ့ဒါ Excel ရဲ့ဒီ software တွေကိုရောက်တဲ့အခါမှာမြင်ကွင်းရှိန်ကြီးကိုပြောပြတာဖြစ်ပါတယ်နောက်ဒုတိယတစ်ခုအနေနဲ့ကတော့စာသွင်းလိုက်မယ်စာကိုကျွန်တော်ဒီထဲမှာစာလေး system unit ဆိုတဲ့စလုံးပေါင်းလေးတစ်ခုကိုကျွန်တော်သွင်းလိုက်စာသွင်းပြီးသွားတဲ့အခါမှာ enter ခောက်လိုက်လို့ရှိရင်အောက်တစ်ခွက်ကိုရောက်သွားမယ်ဘေးတစ်ခွက်ကိုရောက်ရှင် keyboard ကနေတက်ကြီးနဲ့ရတယ်ဒီအခုသွင်းထားတဲ့အကွက်ကတော့ B4 ဆိုတဲ့အကွက်မှာအပေါ်ကတိုင်း B နဲ့ဘေးကတန်း4ဆိုတဲ့အကွက်မှာသွင်းထားတာဖြစ်တယ်အဲ့တော့ဒီ B4 ကွက်ကနေအောက်ကိုရောက်ရှင် enter ခောက်လိုက်လို့ရတယ်ဘေးကိုသွားခြင်းရင်တော့ keyboard ကနေ DAB တက်ဆိုတဲ့ခလုံးကိုနှိပ်လိုက်လို့ရှင်ဒါဘေးကိုရောက်မှာဖြစ်ပါတယ်အဲ့တော့ဒီစာသွင်းတဲ့နေရာမှာပြန်ပြီးတော့ပြောချင်တာကတော့စာပြင်မှားသွားလို့ရှင်ပြင်တာမျိုးတွေပြောချင်တယ်ဒီ monitor မှာကျွန်တော်တို့က OR နဲ့မရိုက်ပြင်နဲ့ ER နဲ့ရိုက်မိတာမျိုးတွေရှိတယ်ဆိုရင်ကျွန်တော်ဒီ monitor ကို OR ပြောင်းချင်တဲ့အခါမှာဒီ mouse နဲ့လာပြီးတော့ double click နှိပ်ပြီးတော့ဒီ E ရဲ့နောက်နားလေးမှာ mouse ကစားထားပြီးတော့ backspace နှိပ်လိုက်မယ်ပုံပြန်ရေးပြီးတော့အလားပြန်ခောက်လိုက်မယ်ဒါဆိုလို့ရှိရင် rename ဖြစ်သွားမှာဖြစ်တယ်အဲ့တော့ဒီ mouse ကဒီမှာလာပြီးတော့နှစ်ချက်မနှိပ်ပဲနဲ့ keyboard ကနေ F2 ကိုအသုံးပြုလို့လည်းရတယ်နော် F2 သုံးလို့ရှင်လည်းလွယ်တကူပြင်လို့ရတယ်အဲ့တော့အဲ့လိုမျိုးတစ်လုံးနဲ့ပဲပြင်တာမျိုးရှိတယ်လို့မျိုးဒီ CPU ဆိုတဲ့စလုံးကြီးကိုလုံးဝမှားသွားတယ်သုံးလုံးတစ်လုံးမှားသွားတယ်ဆိုလို့ရှင်တော့ mouse ကလာနှိပ်ပြီးတော့မှဒီထဲမှာလာပြီးတော့အကုန်ပြန်ရိုက်လိုက်တယ်ဒါဆိုရင်ရှေ့ရရိုက်ပြီးသားဟာပျောက်တယ်နောက်ရိုက်တဲ့ဟာပေါ်တယ်ဆိုတော့စနစ်လေးတွေလည်းအရှိကန်စသုံးတဲ့သူအနေနဲ့သိထားပါမယ်ဒါမို့ဆိုလို့ရှိရင်ဒီနားကြီးကိုလာပြီးတော့မှ delete နှိပ်ပြီးပြန်ရိုက်နေတာမျိုးတွေတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်နောက်တစ်ခုကတော့ဒီမှာရိုက်ပြီးသားတစ်ခုPS2 လို့ကျွန်တော်ရိုက်လိုက်တယ် H2 လို့ကျွန်တော်ရိုက်လိုက်တယ်ဒီ2ကိုအပေါ်မြင့်နေတယ်အောက်ကိုရှာနေတယ်ဒါမျိုးပုံစံအဲ့တော့ဒီ2လေးကိုမောင်းနဲ့နှိပ်ရှင်းနေပြီးတော့ slash မှတ်မယ်
ဒီထဲမှာ superscript subscript လို့ခေါ်တဲ့နာမည်ကတော့ဒီ font group တွေကိုလာလိုက်မယ် down လေးမှာ ribbon လေးကိုနှိပ်လိုက်တဲ့အခါမှာဒီမှာ superscript ရှိမယ် okay ပေးလိုက်ဒါဆို superscript ကအပေါ်မြင်သွားတာဖြစ်တယ်ဒီ2လေးကို select မှတ်ပြီးတော့ဒီ font group တွေက down လေးမှာလာနှိပ်ပြီးတော့ subscript ကိုမှတ်ညှိပေးလိုက်မယ် okay နဲ့ subscript ဆိုတာစလုံးအောက်ကိုရှာတာဖြစ်တယ် superscript ဆိုတာအပေါ်ကိုတင်တာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးကွန်ပျူတာမှာစီးရင်စရာတွင်းတဲ့အခါမှာဒီမှားသွားခဲ့လို့ရှိရင်နောက်ရင်းကိုပြန်ဆုပ်တဲ့ခလုတ်ကို keyboard ကနေ control နဲ့ဆက်နဲ့နှိပ်လို့ရပါတယ်ဒါအလုပ်လုပ်တာတွေကိုနောက်ရင်းကိုပြန်ပြီးတော့မှမှားတာတွေကိုပြန်ဆုပ်လိုက်တာဖြစ်ပါတယ်ပြန်လိုချင်လို့ရှိရင်တော့ control Y နဲ့ပြန်ယူလို့ရတယ် control Y အဲ့ဒါကိုအင်္ဂလိပ်လို undo နဲ့ redo နဲ့လို့ခေါ်ပါတယ်ဒါနံပါတ်အခုရှင်းပြလိုက်တာနံပါတ်5အထိရောက်သွားပြီနံပါတ်6ကတော့ဘာပြောပြချင်လဲဆိုလို့ရှိရင်ဖြတ်တာနဲ့ဒီဇာခွက်တွေထဲမှာစာရေးပြီးသားကိုဖြတ်ရှင်တယ်ဆိုရင် keyboard ကနေ delete ကိုနှိပ်လိုက်တယ်ဒါစာပြတ်သွားတယ်အဲ့တော့တစ်ခုချင်းစီကိုလိုက်ပြီးတော့ delete လုပ်နေမှာမဟုတ်ဘဲနဲ့မောင်းနဲ့ဆွဲသွားပြီးတော့မှ delete နှိပ်လိုက်လို့ရှင်လဲအကုန်လုံးပြတ်သွားတာတွေ့ရမယ်နောက်တစ်မျိုး delete ကိုအသုံးမပြုဘဲနဲ့ကျွန်တော်တို့ဖြတ်တဲ့နည်းကတော့ဒီ menu ထဲမှာဒီ editing ကန်ထဲမှာ clear ဆိုတာပါလာတာတွေ့ရတယ်အဲ့ဒါတော့ clear all ကိုနှိပ်လိုက်လို့ရှင်လဲအကုန်လုံးပြတ်သွားတာတွေ့ရမယ်ဒါအခုစသုံးတဲ့သူအနေနဲ့နောက်ရင်းကိုပြန်ဆုပ်ရှင်လားအပြီးပဲဖြတ်ရှင်လားဆိုတော့နံပါတ်5ရဲ့6ရဲ့ကိုအသုံးပြုထားဖို့လိုအပ်တယ်နောက်တစ်ခုအရေးကြီးတဲ့ချက်တစ်ခုကတော့ column အချင်းကျယ်ကိုစာပြောပြမှာဖြစ်တယ်စာရေးနေရင်းနဲ့ကျွန်တော်တို့ရိုက်လိုက်တဲ့စာတွေကတိုင်ရဲ့အပြင်ဘက်ကိုရောက်သွားတယ်စလုံးရှည်တဲ့အခါမှာအဲ့လိုမျိုးရောက်သွားတဲ့အနေအထားတစ်ခုမှာဒီ B column ကိုကျွန်တော်တို့ကကျယ်ကျင်တာဖြစ်တယ်အဲ့တော့ B column ကိုကျယ်ကျင်တဲ့အခါမှာ B နဲ့ C ကြားထဲမှာမောက်လာထားလိုက်တဲ့အခါမှာ plus အမဲရောင်လေးဖြစ်နေတာတွေ့ရမယ် plus sign အဲ့ဒါကိုတပည့်ကလေးနှိပ်လိုက်တယ်ဆိုရင် column ကျယ်သွားမှာဖြစ်တယ်ဒါဆိုရင်စာရိုက်ပြီးမှ column ကျယ်တဲ့ပုံစံမျိုးပဲအဲ့တော့စာမရိုက်ခင်ကျွန်တော်တို့ကဒီ C column ကိုကျယ်ကျင်တယ်ဆိုရင် C နဲ့ D နဲ့ကြားထဲမှာမောက်လာတင်ပြီးတော့အောက်ကိုလက်ကလေးဖိဆွဲလိုက်တာလေဒါစာမရိုက်ခင်ကျယ်လိုက်တာပဲဖြစ်တယ်ဒါဆိုရင်ဒီမှာ B နဲ့ C နဲ့ဟိုအကွာဝေးခံမှန်းခြေကွာဝေးနဲ့ညှိလာတာဖြစ်တယ်အညီရဲကျင်တဲ့အခါမှာတော့ B နဲ့ C နဲ့ပုံမှာတိုင်ပုံမှာဆက်လက်မှတ်ပြီးတော့ဒီကနေပြီးတော့အချင်းကျဲညှိလိုက်တာနဲ့ B column ရဲ့ကွာဝေးနဲ့ C column ရဲ့ကွာဝေးအားစင်တူအကွာဝေးအညီဖြစ်သွားမှာတွေ့ရတယ်အဲ့တော့ D နဲ့ E နဲ့ကိုလည်းအကွာဝေးညီရခြင်းနဲ့အခုလိုမျိုး D နဲ့ C နဲ့ပုံမှာပတ်ပြီးတော့ဒီကနေပြီးတော့ကျဲတာမျိုးလုပ်တယ်ဆိုရင် D နဲ့ E နဲ့အကွာဝေးညီရတာတွေ့ရမယ်အဲ့တော့အဲ့လိုမျိုးကွာဝေးညီကိုနံပါတ်ရိုက်ထည့်ပြီးတော့ပြင်တဲ့နေရာလည်းရှိတယ်အဲ့ဒါကတော့ဒီဆဲအကန့်ထဲမှာ format ထဲက column width ထဲမှာလာပြီးတော့ 9.57 ဖြစ်နေတာကိုအခုကျွန်တော်က12လောက်ထားလိုက်မယ် okay နေလိုက်မယ်ဆိုရင်ဒီနဲ့ E နဲ့ကွာဝေးရသူရဲ့ကွာဝေးရ12သူရဲ့ကွာဝေးရ12ပဲဖြစ်ပါတယ်အဲ့တော့ဒါ column အချင်းကျယ်ကလည်းဇယားဝက်သွင်းတဲ့အခါမှာလိုအပ်တာဖြစ်တဲ့အတွက်ထည့်ပြောလိုက်တာဖြစ်တယ်နောက်တစ်ခုကတော့ဇယားဝက်ရဖို့နာအတွက်ကျွန်တော်တို့ကဓာတ်တွေကိုရိုက်ထားပြီးသားတွေကိုစာရွက်ထုတ်လိုက်လို့ရှိရင်အဖြူမျက်နှာပြင်ပေါ်မှာပဲပေါ်နေမှာဖြစ်တယ်အဲ့ဒါကြောင့်ဒီမောင်းနဲ့ဆက်လက်မှတ်ပြီးတော့ဒီဇယားဝက်ရအောင်ဖောင်းဂရုတွေကနေပြီးတော့ all border ကိုလုပ်ပေးရတယ် line ပေါ်ပေးရတယ်လို့ခေါ်တယ် all border ရှိတယ် no border ရှိတယ်အဲ့တော့ဒါ no border ကတော့ line ပြန်မခတ်တော့ဘူးလို့ပြောလိုက်တယ် all border ကတော့ဇယားဝက် line ရခြင်းတယ်လို့ပြောလိုက်တာ ਨੇ အတူတူပဲဖြစ်ပါတယ်အဲ့တော့နောက်ဒီစာသားတွေမှာ left center right အကြောင်းပြောရရင် alignment ထဲမှာလာပြီးတော့အသုံးပြုထားရမယ်ဒါက center ပို့တယ်ဒါကဘယ်ဘက်ကိုပို့တယ်ဒါကညာဘက်ကိုပို့တယ်အဲ့တော့ဒီ test statement တွေများကတော့စာရိုက်လိုက်လို့ရှိရင် align GNM စာရိုက်လိုက်လို့ရှိရင် auto ဘယ်ဘက်ကိုသွားနေမှာပဲသူက auto ဘယ်ဘက်မှာရောက်နေမှာပဲအဲ့ဒါကိုကိုလိုက်ညှိတဲ့အခါမှာတကွက်ချင်းတွေကိုလိုက်ညှိတာမျိုးမဟုတ်ဘဲနဲ့ကိုညှိကျင်တဲ့တိုင်ကိုမှတ်
ညာဘက်ကိုထားကိုကြည့်ကျင်တဲ့တိုင်အောင်မှန်ဘယ်ဘက်ကိုထားအဲ့လိုမျိုးမြင်မြန်မြန်လုံးလို့ရတဲ့အတွက်စင်းရင်းစရာလောက်တဲ့နေရာမှာအဲ့စရာမြန်တာတွေ့ရပါတယ်နောက်တစ်ခုကတော့ခေါင်းစဉ်ဒီပေါ်မှာခေါင်းစဉ်လာရိုက်မယ်ဆိုလို့ရှိရင်ဒီနားလေးမှာလည်းမရိုက်ဘူးဒီနားလေးမှာလည်းမရိုက်ဘူးဇရာကွက်တွေကိုပေါင်းတက်ရပါမယ်ဆက်လက်မှတ်မယ်အလိုက်ချမှန်ကန်နေရမှန်စင်တာအောင်နေပြီးတော့မှခေါင်းစဉ်ကိုကျွန်တော်တို့ကရိုက်ချလိုက်လို့ရပါတယ်အဲ့တော့ဒီဇရာကွက်တစ်ခုရပြီဒီဇရာကွက်ပေါ်မှာခေါင်းစဉ်ရိုက်မယ်အခုကျွန်တော်ကဒီနားလေးမှာဇရာကွက်လေးတစ်ခုလုံးလိုက်တယ်ဟောပေါ်လာလုံးလိုက်တယ်ခေါင်းစဉ်ရိုက်ရှင်းနေဆိုရင်ဒီမှာလာပြီးတော့မှန်စင်တာနဲ့ပေါင်းပြီးတော့မှခေါင်းစဉ်ဆိုတာဇရာကွက်တစ်ခုရဲ့အလယ်မှာရောက်နေရမယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့ခေါင်းစဉ်ကိုရင်ရိုက်ထားမယ်ဆိုလို့ရှိရင်တော့ဇရာကွက်၅ခွက်ရှိရင်၅ခွက်ကိုပေါင်းပြီးတော့လည်းခေါင်းစဉ်ကိုရင်ရိုက်ထားလို့လည်းရပါတယ်မှန်စင်တာဆိုတာဒီကအကွက်ပေါင်းနေဆိုတာကိုသိစေချင်တာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ font size ကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ font size ဆိုတာကတော့ဒီ original Calibri နဲ့11နဲ့ပေးထားလိုက်မယ်ဒီဇေက origin နဲ့ပေးထားတာဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်တို့က select မှတ်ပြီးတော့ပုံမှန်အင်္ဂလိပ်ပုံမှန် size ဖြစ်တဲ့14တွေ12တွေပြောင်းလိုက်မယ်ဒီနာမည်ကလည်း Calibri ကိုအသုံးပြုဝင်တယ်အရှားနာမည်တစ်ခုကျွန်တော် Tiny Roman တစ်ခုရွေးလိုက်မယ်ဒါမျိုးဆိုရင်စလုံးပုံစံက Tiny Roman Calibri တက်နည်းနည်းမဲလာတာမျိုးတွေ့ရမယ်ဒါကစာရိုက်ပြီးမှပဲပြောင်းမရိုက်ခင်ပဲပြောင်းလို့ရတယ်အဓိကကတော့ကိုယ်အသုံးပြုမဲ့အလုံးလုံးမဲ့နေရာတွေကိုမောင်းနဲ့ဆက်လက်မှတ်ပြီးတော့အလုံးလုံးရင်ပုံမြန်ဆန္ဒတွေ့ရမယ်အဲ့တော့ဒီအချက်17ချက်ကိုကျွန်တော်ဒီဗီဒီယိုတူလေးထဲမှာပေါအောင်ပြောသွားတယ်နောက်မှာကျွန်တော်အဲ့ဒီအချက်17ချက်ကိုအသုံးပြုပြီးတော့နောက်ဗီဒီယိုမှာသင်ခန်းစာတစ်ခုလုံးပြသွားမှာဖြစ်တဲ့အတွက်ကြောင့်ဒီအချက်17ချက်ကိုကြိုတင်ပြီးတော့မှသင်ထားတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်